Hey, Chitabila, 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 Chitabila Sura, me Chitabila Muno, then loneliness Chitala of you. Chimita Sura of Jana Bono, watch a bima, do a coachema, enemy, Cuckoo let Chitama, Cuckoo let Chitama Sabadiano, who didn't have you do, their maga balotale to go to Chilure, how daily, the ma a cubono, Jinsora Agatha looked there, Cuckoo Chilupatama. လှကျင်လို့ရမဟုတ်ဘူး။ဘာဖြစ်လဲတဲ့မိကလေးပဲဖြစ်မျိုးယောက်ျားလေးပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်အမြဲတမ်းမကြမ်းမာနေရမှာ။မတော့အိမ်မှာပေါ့နေကုန်ထိုင်နေတယ်ဘာမှလှုပ်ရှားမှုမရှိဘူး။အဲ့ဒါလို့ရှိရင်ဒါအမြဲတမ်းပဲပေါ့နော်ကိုယ်လှုပ်ရှားမှုမရှိခါကျသွေးလေးမငြိမ်ညွတ်ဖက်လဲနေမကောင်းတာတွေဖြစ်မယ်။အဲ့ဒီနေမကောင်းလို့ရှိရင်ဘသူအရင်ခံစားမှာကိုယ်ပဲခံစားရမှာ။ပြီးလို့ရှိရင်နောက်ထပ်ဝင်တော့ဘိုးဖြစ်မှာကိုမိသားစုအဲ့လိုတွေမဖြစ်ချင်လို့ကျင်စော့တယ်ပေါ့နော်အာဃာတလုပ်တယ်အဲ့လိုမျိုးပဲအသက်အမှကန်ထားရသူကလည်းတရားမှကမထားပဲဒီတိုင်းပဲနေတယ်ဆိုလို့ရှိရင်ကိုနေမကောင်းဖြစ်လာခဲ့ပြင်းထန်ယောဂကင်ဆာလိုမျိုးပေါ့ယောဂကြီးဖြစ်လာခဲ့ရင်ဘယ်အရင်ခံစားရမှာလဲကိုအရင်ခံစားရမှာကိုအရင်ခံစားရမယ်ကိုယ်တိုင်စိတ်ကူးတာဖို့အတွက်ငွေဘယ်ရရှာမလဲအဲ့လိုမျိုးပေါ့နော်ရှိတယ်နောက်တစ်ခုကကြတော့ဒါကိုယ်တိုင်ခံစားပြီးပြီကိုယ်တိုင်ခံစားပြီးပြီဟုတ်တယ်ကိုကတော့ပေါ့နော်ကိုကကုတယ်ပေါ့နော်မိသားစုကလည်းကုပေးတယ်အဲ့ဒီအချိန်မှာဝင်တော့ဝင်ဖို့ဖြစ်ပြီဆိုလို့ရှိရင်ဘယ်သူတွေဖြစ်မှာလဲကိုအိမ်ကမိသားစုတွေမှာဝင်တော့ဝင်ဖို့သွားဖြစ်မှာအဲ့ဒါမှအဲ့ချစ်တက်ပြီလားဆိုတာကကိုချစ်တဲ့သူတွေဆိုလို့ရှိရင်သူတို့ကိုဘလို့ဒုက္ခပေါ့နော်ဘလို့မျိုးမှမေ့ချင်မှုလေကိုဝယ်လာတယ်အပြင်သွားလို့ရှိရင်တောင်းပါပဲမုံနေဝယ်လာတယ်ပေါ့ကွယ်လက်ဆောင်တွေဝယ်လာဆိုလို့ရှိရင်အဲ့လိုထုတ်လိုက်ပဲချပေးချင်တာကိုရှိမှရှိတဲ့ယောဂဝေဒနာခံစားရမယ့်ဟာကိုကျတော့ကိုမိသားစုအထုတ်လိုက်လုံးဝမချပေးချင်ဘူးအဲ့နော်အဲ့ဒီမှာပြောပြတာအဲ့တော့ကိုချစ်သက်ပြီလားဆိုတော့ကိုချစ်ဖို့ရယ်ကိုမိသားစုကိုချစ်ဖို့ရယ်ဆိုလို့ရှိရင်တဲ့အမကန်ကျမရဲ့အမကန်လေးတဲ့ထားတဲ့ထားမှအဲ့လိုထားလိုက်တဲ့အခါကျတော့ကိုတစ်ခုခုဖြစ်ခဲ့ရင်တော့မှပဲကိုမိသားစုမှာဝင်တော့ဝင်ဖို့ဖြစ်တော့ထားတဲ့ပတ်စံဆိုတာလည်းကိုကနည်းနည်းချင်းစီတစ်နှစ်ချင်းသွင်းသွားတာဖြစ်တဲ့အတွက်အရင်ကြီးပမာဏမများဘူးဒီလိုကိုနဲ့မကောင်းဖြစ်လို့စိတ်ကူးတာခဲ့ရရင်ကြတော့ဝေရသင်္ကနန်းရာခနန်းပေါ့နော်အဲ့လိုမျိုးကုန်ပါလေကိုကတကယ်တမ်းစပြီးသွင်းပြီးတော့အကာအကွယ်ယူရင်ကြတော့ဝေအနေချင်းလေးနဲ့စပြီးတော့အကာအကွယ်ယူရမှာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်သိချင်တာရှင်မေးလို့ရပါတယ်နော်